စနာချို့ယွင်းနေတယ်မလှမပဘဝဆင်းနေသူဆိုတော့ခမည်းလေးတို့တခဏတွင်မြင်သွားတာကလည်းဖြစ်တဲ့အနေထားပါပဲနှလုံးသားတွေလူရသွင်းမခံရရင်တော့အမုန်းတရားတွေနဲ့မဟူရကျင်းတော့မဆန်မရစီနဲ့ဗျာခံစားချက်မဲ့ဥပေက္ခဆိုရင်တော့အပြန်အသွားအသက်မဲ့အခုမြစ်တာကိုငိုချင်အောင်တော့အယောင်ဆောင်မထားခဲ့တယ်မို့ဘာလို့လဲဆိုတော့ချုပ်သူဘဝဟာတုံညတွေမို့ပြူကြဖို့အလားလာရှိနေလို့စားစရာမချွတ်တဲ့တာတခုပဲပါပဲကြံတာကတော့အမားတရားအနာတွေနဲ့ဘယ်လိုပဲနေနေကြွားစရာအစာမပြေကြသူတွေမို့မနေ့တနေ့ကလိုပဲပြန်မေ့ဖို့သာရှင်နာနာနဲ့ဆုံးဖြတ်လိုက်ကြတာလားခမညာ